ကျွန်တော်မင်္ဂလာပါကျွန်တော်တို့ knowledge ကို channel အစီအစဉ်ပုံမှန်တက်နေတဲ့ရွှေခင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ display channel ဗီဒီယိုလေးအောင်ကျွန်တော်တက်စစ်မလိုပဲနဲ့မနော်ဒီထိုးပိုက်နဲ့ရှစ်စုပ်ဆက်လုပ်မျိုးပြသခဲ့တဲ့ကျွန်တော်တိုက်မျိုးကိုတိတ်နေဝင်နေလို့မနော်ဆိုတော့အခုသူ့ရဲ့နေလို့ကျွန်တော်ဒီဆက်လုပ်သူကြည့်ကြရအောင်ဒီလို PVC ပိုက်ကိုနော်ခုလိုရွယ်စားရတော့ထိဆက်လိုက်မယ်ပြီးရင်ကျွန်တော်မီးနဲ့အပူပေးလိုက်မယ်နော်အပူပေးပြီးတော့နှစ်ခုကိုခုလိုဆက်လိုက်မယ်နော်ဟောဆက်ဘူးနော်ဘုံပိတ်လေးထည့်မယ်နော်ပြီးတော့ကျွန်တော်တို့ဒီပိုက်နဲ့ဒီပိုက်ခေါင်းကိုနော်ပိုက်ခေါင်းကိုဒီနဲ့ပူပေးပြီးတော့ကျွန်တော်တို့ဒီပိုက်နဲ့ချိတ်လိုက်မယ်နော်ဒါလည်းပိုက်ကိုပူပေးပြီးတော့ဒီဟောဒါအခုဝင်နော်သင်္ကြန်ရုပ်ကိစ္စဒီကကြည့်ဖို့လိုရနော်ကဲနော်ပြီးတော့ဒီစိတ်နေရလုံးမယ်နော်ပြီးရင်ကျွန်တော်တို့ပိုက်ဆက်ကော်နဲ့အခုလိုမျိုးပိုက်ဆက်ကော်လေးနဲ့ချိတ်မယ်ဟိုမှရနော်ဒီဟိုတစ်စိတ်နေတယ်နော်ကဲခုလိုပုံစံမျိုးရပြီဆိုရင်ကျွန်တော်တို့
နော်ဒီထူးပိုက်ကနေဒီထူးပြီးတော့ဒီစုပ်တင်လို့ရပြီနော်စိုက်ကြည့်အောင်နော်ဟိုမှရနော်ဒီလုံးရှိသေးဒီလုံးဖြစ်ရအောင်နော်ရှိသေးဒီပေါ့လေဒီပြည့်အောင်ဖြစ်ပြရမယ်နော်ဒီကြည့်ပြီးတော့အဖုံးထုံအောင်ဖုံးလို့ဒီထူးပိုက်နဲ့ဒီထူးပေးလိုက်ရုံပဲနော်လို့ဆိုရင်စီမံလေးတွေအပုံထွက်သွားပြီနော်ဒီထွက်သွားတော့ကျွန်တော်တို့ဒီမရှိတော့တဲ့ခြေတွေကအစားထိုးဝင်လာပြီးတော့နော်ဒီစုပ်ဆက်နေတဲ့ပုံလို့ရောက်သွားပြီနော်လုံးဝအောင်နော်တကယ်ကူပဲနော်ဒါလက်စစ်မီမလို့တဲ့နော်ဒီထူးပိုက်ရှိရုံနဲ့နော်ဒီထူးပိုက်ရှိရုံနဲ့လက်စစ်မီမလို့တဲ့စုပ်ဆက်လေးပေါ့နော်အသုံးမရှိပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြဆက်ပြီးနေဆိုင်တဲ့ကြောင်းမုံမျိုးနေဆိုင်တဲ့ကြောင်းတက်ပြန်နေဆိုင်တဲ့ကြောင်းလည်းဒီစနေကပုံမှန်ဆက်ပြီးတော့ဖိလစ်ပိုင်ယူချင်တယ်ဆိုတော့ကျွန်တော်လည်းဆက်ဆက်လို့လုပ်ပြတော့ပါနော်အားလုံးကျေးဇူးတင်ပါတယ်